အာဆင်နယ်ဒုတိယလူဖြစ်ဖို့များသွားပြီးမန်စီးတီးရဲ့လက်ထဲအရာရာရောက်ရှိသွားခဲ့ပြီမင်္ဂလာပါခင်ဗျာဒီဟာဒီရဲ့ချန်ပီယံအဆုံးဖြတ်ပွဲလို့ဆိုနိုင်တဲ့မန်စီးတီးအာဆင်နယ်ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပါပြီရလက်ကတော့မန်စီးတီးအသင်းကအိမ်ကွင်းမှာ2ဂိုးနဲ့နိုင်ရသွားခဲ့ပါတယ်ဒီရလက်ကြောင့်မန်စီးတီးအသင်းကတော့ကိုကကြမာကိုစီမံပိုင်ခွင့်ရသွားခဲ့ပါပြီအာဆင်နယ်အသင်းကတော့ဒုတိယလူဖြစ်ဖို့ရာဂိုင်လုံးများသွားခဲ့ပြန်ပါတယ်အာဆင်နယ်အတွက်ဘောပေါအသင်းကိုရှုံးလိုက်တာကရမှတ်3မှတ်တင်မကပဲရမှတ်6မှတ်ထိဆုံးရှုံးသွားခဲ့ရပြီးမန်စီးတီးအသင်းကိုလုံးလုံးနဲ့အခွင့်အရေးပေးလိုက်မိတာပါပဲပွဲဝင်စပွဲရမှတ်6မှတ်ကွာဆိုတဲ့အနေထားဟာမန်စီးတီးချန်ပီယံဖြစ်ဖို့ခရီးသာမျှော်လင့်ချက်ရှိတော့တာပါဒါပေမဲ့လည်းအာဒီဒါရဲ့အာဆင်နယ်အသင်းကတော့ဒီအချိန်မှာမန်စီးတီးအသင်းကိုပေးလိုက်ရတဲ့အခွင့်အရေးကအကြီးမားဆုံးအခွင့်အရေးပါမန်စီးတီးကလက်ချံပွဲစဉ်ပြင်ပဲလေအသင်းကိုအနိုင်ရခဲ့ရင်ရမှတ်တူ6ကွာချချက်နဲ့အာဆင်နယ်ရဲ့အထက်မှာရပ်တည်ခွင့်ရရှိသွားတော့မှာပါအာဆင်နယ်အသင်းကနောက်ဆုံး300သည့်ဆက်ဒုတိယလူဖြစ်ခဲ့ရပြီးပြန်မဲ့ပရိသတ်တွေရဲ့ပတ်သက်ဖျားမှာဝေဖန်ပြစ်တင်မှုများစွာခံခဲ့ရတာပါဒီယာတွေကိုဒီယာဒီမှာအကောင်းဆုံးချိုးပြပြီးနှစ်ပေါင်း22နှစ်အကြာကချန်ပီယံဆုကိုပြန်လည်ဆုခူးနိုင်တော့မဲ့ရေးအောင်မျိုးတွေပြသခဲ့တာပါဒါပေမဲ့လည်းရေးအောင်ဆိုတာကရေးအောင်တတလောက်တာဖြစ်ခဲ့ပြီးအခုဆိုရင်မန်စီးတီးရဲ့လက်ထဲမှာကံကြမ္မာတစ်ခုကရောက်ရှိသွားခဲ့ရပါပြီလက်ချံပွဲစဉ်တွေထားမှာဘယ်အသင်းကဘယ်လိုမျိုးခြေချော်မလဲဆိုတာကိုပဲစောင့်ကြည့်သွားတော့မှာပါဒါအပြင်ထူးခြားမှုတစ်ခုကတော့အာစတင်အသင်းရောမန်စီးအသင်းမှာလက်ချံပွဲစဉ်တွေအားလုံးကိုအနိုင်ရဖို့ဆိုတာကတိတ်တော့မလွယ်ကူပဲရမယ့်တူ6ကွာချချက်နဲ့များစူပလာအဆုံးဖြတ်ဖြစ်သွားမလားဆိုတာစိတ်ဝင်စားစရာပါအာစတင်အသင်းကတော့လက်ချံပွဲစဉ်9ပွဲရှင်မြန်ရမှာဖြစ်ပြီးမန်စီးအသင်းကတော့6ပွဲရှင်မြန်သွားရမှာပါအာစတင်အသင်းဟာလက်ချံပွဲစဉ်9ပွဲမှာနယူကာဆယ်ဖူအန်နဲ့ဘန်လီကိုအိမ်ကွင်းဝက်ဆန်နဲ့ပဲလေးကိုဝေးကွင်းကစားရမှာပါမန်စီးအသင်းကတော့ဘန်လီအေဗာတန်ဘုံမောက်တို့ကိုဝေးကွင်းနဲ့ဘရန်ဖို့ပဲလေးဗီလာတို့ကိုအိမ်ကွင်းမှာကစားရမှာပါလက်ချံပွဲစဉ်တွေထားတွေမှာအာစတင်အသင်းနဲ့မန်စီးအသင်းကနေငယ်ချက်တောင်ရှိနေပြီးအေဗာတန်နဲ့ဘုံမောက်အသင်းတွေကိုဝေးကွင်းမှာကစားရမှာကမန်စီးအတွက်အနေငယ်စွန့်ရင်ကြတော့ရှိနေခဲ့ပါတယ်အာစတင်အတွက်ကတော့ဝေးကွင်းနှစ်ပွဲတွေကတန်းဆင်းဆောင်ရုံအားရှိနေတဲ့ဝက်ဆန်နဲ့ပွဲစဉ်ကတတိထားရဖို့ရှိနေပြီးကျန်တဲ့၄ပွဲကတော့ရန်ကြီးစွန့်ရင်ကြကောင်းမနေခဲ့ပါဘူးမန်စီးလက်ထဲရောက်သွားခဲ့တဲ့ရေပန်းစားမှုမှာဘာရင်ဆက်ဖြစ်လာနိုင်မလဲဘယ်လိုစသိမ်းမျိုးကိုကျွန်တော်တို့မြင်တွေ့သွားရမှာလဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ